မင်္ဂလာပါယူရီးယားကိုဝရင်းတုံးနဲ့တက်သိမ်းခဲ့တာလို့မြန်မာတွေထင်မှားနေတဲ့နောက်ွယ်ကအဖြစ်မှန်လေးအကြောင်းကိုပြောပြချင်ပါတယ်ယူရီးယားကိုဝရင်းတုံးနဲ့တက်သိမ်းခဲ့တာလို့မြန်မာတွေထင်မှားနေတဲ့နောက်ွယ်ကအဖြစ်မှန်ကရှေးခေတ်မြန်မာတင်ကြီးတက်သို့မဟုတ်ဝရင်းတုံးတက်မြန်မာတွေတော်တော်များများမှတ်ယူထားကြတာကကုန်းပေါင်နန်းတဲအလောင်းမင်းတရားဥအောင်စည်းရဟာအယုဒ္ဓယထိုင်းကိုဝရင်းတုံးတက်နဲ့သိမ်းမှုစူးစမ်းခဲ့တယ်။နောက်ပြီးရှင်ဖြူစင်မင်းတရားကြီးလက်ထက်မှာလည်းယူရီးယားကိုဝရင်းတုံးကင်ပြီးတက်သိမ်းခဲ့တယ်လို့ဂိုယူဝင်းကြွားစွာပြောဆိုလေးစီးကြပါတယ်။အမှန်တကယ်ကတော့မြန်မာတွေဟာယူရီးယားကိုဝရင်းတုံးကင်ပြီးတက်သိမ်းခဲ့တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ယူရီးယားကိုတက်သိမ်းခဲ့တဲ့မြန်မာစစ်တပ်ထဲမှာတော့တင်ကြီးတက်ဆိုတာပါခဲ့ပြီးအဲ့ဒီတပ်ရဲ့စွမ်းဆောင်မှုဟာယူရီးယားမြန်မာစစ်ပွဲတွေထဲမှာတော်တော်ကြီးကိုပြောစမ်းမတွင်လာအောင်တိုက်ခိုက်ရေးမှာထုံးပြောင်ခဲ့ပါတယ်။ယူရီးယားမြန်မာစစ်ပွဲတွေအတွင်းမှာမြန်မာတပ်ရဲ့တင်ကြီးကင်တပ်သားတွေဟာရှေ့တန်းကနေပြီးရင်ဆိုင်တိုက်ပွဲတိုင်းမှာရွရွချွန်ချွန်အစွမ်းပြတိုက်ခိုက်နိုင်ခဲ့ကြပါတယ်။မြန်မာတို့ရဲ့အောင်ပွဲတိုင်းမှာတင်ကြီးတပ်ဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်ဆိုတာယူရီးယားမြန်မာစစ်သမိုင်းမှာအခိုင်အမာဖော်ပြထားပါတယ်။အဲဒီတော့တင်ကြီးတက်ဆိုတာဘာလဲနောက်ပြီးတင်ကြီးတက်ရဲ့ဖွဲ့စည်းပုံစတော်တွေကိုသိရှိနိုင်ဖို့ဘူးသူသားရစေဖို့တင်ပြပေးခြင်းပါတယ်တင်ကြီးဆိုတာအမှန်တော့လက်တစ်ဖက်တည်းနဲ့ကင်တွယ်အသုံးပြုလို့ရတဲ့အလျားတူတဲ့ဝရင်းတုံးလက်နက်မဟုတ်ပါဘူးဒါပေမဲ့ဝရင်းနဲ့ပြုတ်လို့ထားတဲ့အတွက်သူ့ကိုဝရင်းတုံးလို့အလွယ်တကူခေါ်ဆိုကြတဲ့အတွက်တင်ကြီးဆိုတဲ့နာမည်ပြောက်ကဝရင်းတုံးလို့အမည်တွင်သွားရခြင်းပဲဖြစ်ပါတယ်တင်ကြီးဆိုတာအမှန်တော့ကျစ်လစ်မာကျော်သောဝါမျိုးစားများဖြစ်ကြတဲ့ဝရင်ဝဘိုးတွေကိုမိတင်ပြီးမာကျော်အောင်ပြုလုပ်ထားတဲ့ဒုတ်ရှည်ကိုခေါ်တာဖြစ်ပါတယ်။တင်ကြီးပြုလုပ်ဖို့အစင်းစင်းကတော့တောထဲကနေလက်တလောခုတ်လာတဲ့အနေတော်လက်တဆုပ်လုံးပတ်ရှိဝါးတွေကိုကိုင်းခတ်ရှင်းပြီးလုံးချောဖြစ်အောင်လုပ်ရပါတယ်။အရှိကိုတော့အသုံးပြုမိသူရဲ့အရက်အတိုင်းထွာနဲ့ရှင်ပြီးခုတ်ဖြတ်ရတယ်လို့ဆိုပါတယ်။ပုံမှန်အားဖြင့်တင်ကြီးတွေဟာအသုံးပြုသူရဲ့အရက်ခြေပြားကနေခေါင်းအထိကနေနောက်ထပ်တောင်းတထွာပိုရှည်ရတယ်လို့သတ်မှတ်ထားပါတယ်။ဒီနောက်နွားမတန်းရဲ့ကျင်ငယ်ရည်နဲ့2ရက်ကနေ3ရက်အထိစိန်ထားရတယ်လို့ဆိုပါတယ်။ဒါမှကိုင်းညွန့်နံတဲ့ဝကြောတွေတည်သွားတယ်လို့ဆိုပါတယ်။ထို့နောက်နေပြင်းပြင်းမှာ2ရက်3ရက်လမ်းပြီးအဆူတက်ကိုဖယ်ထုတ်ရပါတယ်။ထို့နောက်မီးဖြစ်အကြောမအောင်ပြပြီးဖြောက်ဆင်းလာအောင်ပေပေါ်တွင်တူဖြစ်ထုပေးရပါတယ်။အဲ့ဒီအဆင့်တွေပြီးသွားရင်တော့မာကြောဖြောက်ဆင်းနေတဲ့တင်ကြီးတုပ်အကျန်းကိုရရှိပြီဖြစ်ပါတယ်။လက်နက်အဖြစ်အသုံးပြုဖို့အတွက်တော့တင်ကြီးထက်ရဲ့နှစ်ဖက်ကိုခြုံပြီးမာကြောလာအောင်လုပ်ရပါတယ်။ထို့နောက်ထိပ်ပိုင်းအလယ်ပိုင်းလက်ကင်နေရာနဲ့အောက်ပိုင်းတွေကိုသေးသွဲ့ကျစ်လစ်တဲ့လျော်ကြိုးများနဲ့တင်းတင်းကြပ်ကြပ်စီးနှောင်ရပါတယ်။အဲ့ဒီအဆင့်တွေပြီးသွားရင်တော့လံကဲသို့လည်းထိုးနိုင်ပြီးဒုတ်ရှည်ကဲသို့လည်းလက်ပတ်ကစားနိုင်ရိုက်နိုင်တဲ့တင်ကြီးကောဝင်းတုံးလက်နက်ကိုရရှိပြီဖြစ်ပါတယ်။အဲ့ဒီတင်ကြီးလက်နက်ဟာဓာတ်နဲ့ပိုင်းဖြတ်လို့မရအောင်ကိုမာကြောလာတဲ့အပြင်သူ့ရဲ့ဝဇူးကျွန်းဟာဆိုရင်ကျွဲသည့်ရေချက်ကူတောင်ဖောင်းနိုင်တယ်လို့ဆိုပါတယ်။တင်ကြီးနဲ့ရိုက်နှက်ခံရရင်လည်းအတွင်းကြေပြီးကိုရင်းတန်ရာရရှိနိုင်တယ်လို့ဆိုပါတယ်။ရှေ့ခေတ်တင်ကြီးခိုင်တဲ့သူရဲကောင်းတွေဟာမြန်မာစစ်တပ်မှာကြီးတပ်အဖွဲ့ဝင်လက်ရွေးစင်စစ်တီတော်တွေဖြစ်ကြပြီးသူတို့တွေဟာလန်ရီ39ချင်းအပြင်ပွဲကြောင်းဘန်ဒိုဒုတ်တိုင်းကိုပါကျွမ်းကျင်ပိုင်နိုင်ရပါတယ်။တင်ကြီးတပ်ဟာကြီးတပ်ဖွဲ့စည်းမှုထဲမှာတပ်စုတစ်ခုအနေနဲ့ပါဝင်ပြီးတနတ်ဝန်ရဲ့လက်အောက်မှာအမိတ်နာခံရပါတယ်။ကုန်းမောင်ခေတ်စစ်တပ်ဖွဲ့စည်းပုံအရတင်ကြီးတပ်သား10ယောက်ရဲ့အထက်မှာသွေးတောက်1ယောက်ရှိပြီးသွေးတောက်10ယောက်ရဲ့အထက်မှာအိုးစားကြီးဆိုတဲ့အကြက်1ယောက်ရှိပါတယ်။အိုးစားကြီး10ယောက်ရဲ့အထက်မှာပြန်ချီပွဲရတပ်မှု1ယောက်ကအုပ်ချုပ်ပြီးတနတ်ဝန်ရဲ့အမိတ်ကိုနာခံရပါတယ်။အဲဒါကြောင့်တင်ကြီးတပ်ကိုလူတစ်ထောင်ပါဝင်တဲ့လက်ရွေးစဉ်ကြီးတပ်စုအဖြစ်ခံမှန်းတွက်ချက်နိုင်ပါတယ်။တင်ကြီးတပ်ဟာဗကံခေတ်ကလေးကဖွဲ့စည်းတည်ရှိခဲ့တဲ့တပ်အနေနဲ့တမိုင်းအထောက်အထားမတွေ့ရှိရပေမဲ့ဗကံခေတ်အရေးကြီးများရဲ့ပွဲကြောင်းတွေမှာတော့တင်ကြီးကင်ပညာရက်တွေဖြစ်တဲ့ဘန်ဒိုဘန်ရှီဒုတ်တိုင်းပညာကို
သင်ကြားနေပြီဆိုတာအခိုင်အမာတွေ့ရှိနိုင်ပါတယ်။သင်ကြီးကင်သူရဲကောင်းတွေကိုတပ်တစ်ခုအနေနဲ့ဖွဲ့စည်းအသုံးချထားခဲ့တဲ့အထောက်အထားကိုတော့ကုန်းမောင်ခေဦးအလောင်းမင်းတရားဦးအောင်စီရလက်ထက်မှသာတွေ့ရှိရတာဖြစ်ပါတယ်။ကုန်းမောင်ခေတစ်လျှောက်လုံးမှာဖြစ်ပွားခဲ့တဲ့ယူရီးယားမြန်မာစစ်ပွဲတိုင်းမှာတင်ကြီးတက်ကရှေ့တန်းကနေရွရွချွန်ချွန်တိုက်ပြီးအောင်ပွဲဆင်နိုင်ခဲ့တဲ့အတွက်ယူရီးယားလူမျိုးတွေကရောမြန်မာလူမျိုးတွေကပါမြန်မာတွေဟာအယုဒ္ဓယမြို့ကိုဝရင်တုံးနဲ့တပ်သိမ်းခဲ့တယ်လို့ပြောစမှတ်ပြုကြရတာဖြစ်ပါတယ်။နောင်လူတွေလက်ထက်အရောက်မှာတော့မြန်မာတို့ရဲ့အမျိုးကုံဇာတိကုံမြတ်မာရေးနဲ့မျိုးချစ်စိတ်ဓာတ်တွေထပ်သန်လာအောင်စိတ်ဓာတ်မြင့်တင်တဲ့အနေနဲ့ယူရီးယားကိုဝရင်တုံးနဲ့တပ်သိမ်းခဲ့တာကွာလို့ကြွေးကြော်ပြီးအချိန်ကမြန်မာလူမျိုးတို့ရဲ့တပ်တီးနဲ့စစ်ရေးစွမ်းရည်ကိုနောင်လူတွေလေးစားအားကြလာအောင်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဘက်ခေတ်လူငယ်တွေဟာယူရီးယားကိုတောင်ဝရင်တုံးနဲ့တပ်သိမ်းခဲ့တာကွာလို့ဝရင်တုံးစွမ်းရည်ပြောဆိုနေကြခြင်းဖြစ်ကြောင်းကိုတင်ပြလိုက်ရပါတယ်။